လည်းသွဲတယ်မျက်လုံးကလေးကလည်းကြည်တယ်ခေါင်းပေါ်ကဆံမင်ကလေးကြတော့2မြင်3မြင်ဟေးတဲ့မျက်နှာလေးပါလားပုံနာမြင်တော့ตาရနှစ်သက်ပြီးတော့ဘလူးမကပုံနာထံတအားပြည့်အသွားဘာပြောကောင်းမလဲနောက်ကပါလာတဲ့လူတွေအကုန်ထွက်ပြေးပုံနာပရိသတ်တွေမရှိတော့ပုံနာလေးကိုဘလူးမကြီးကလေပရိသတ်မှတ်ထားနော်တနာသွားတယ်ငါစားရင်သူသေးပါတဲ့ငါကလည်းသူ့မျက်နှာလေးမြင်ကြတဲ့ကစားချင်စိတ်မရှိဘူးတဲ့ဘလူးပဲဒီခေတာမဟုတ်ဘူးငါစားချင်စိတ်မရှိဘူးတဲ့သူ့တနာတယ်တဲ့ဟောဘလူးမတနာသွားတော့ပုံနာလေးကြောပေါ်တင်ပြီးတော့သူ့နေရာခေါ်သွားရောကဲပုံနာနဲ့ဘလူးမအတူတကွပေါ့ဗျာအတူတကွပေါ့နေကြထိုင်ကြပုံနာမဟုတ်ပေါ့ဗျာကျွတ်လို့ဆိုကြောက်ပါမျက်နှာနာမကနဲ့ဘာနာမကရဲနဲ့တော့ကြအချိန်မတန်လို့သူဒေါသဖြစ်အခမသိကြိုက်စားကြစားမှာဒါပေမဲ့သူ့ရဲ့စက်နဲ့သူ့ကြတော့ဘလူးမနဲ့ပုံနာအခင်ပြေလို့နေကြသို့တော်လည်းတရားနာပိဋကဘလူးမကလေအဲ့ဒီပုံနာကိုဟောလှိုင်မှုကြီးတဲ့ထားပြီးတော့ကြောက်ဖြာကြီးပိတ်ထားခဲ့သူမရှိတော့ထွက်ပြေးမှဆိုလို့တဲ့ငါကလူသားစားတဲ့ဘလူးမတန်ရိုးစင်တော့တွေ့ကြမိပြီလေသို့ပါတော့လေတနေ့နေ့တစ်ချိန်ချင်းငါဒုက္ခပေးမှာပဲလို့ငါ့ကိုကြောက်လန့်ပြီးတော့ငါမရှိတော့ထွက်ပြေးမှဆိုရတယ်ကြောက်ဖြာကြီးပိတ်ထားခဲ့သူမရှိတော့ပိတ်ထားပြီးတော့သူပိုင်ဆိုင်တဲ့မြေပြင်ပေါ်မှာရောက်လာသမျှလူတွေကိုအကုန်လိုက်ပြီးတော့လူပစိုးတွေလူပြီးသားလူတွေမှအဲ့ဒါလူတောင်မပစိုးတွေလူအင်ကြီးတွေလူစီတွေလူဆန်တွေလူဘလူအတွက်တုံးဆိုတော့သူ့အဟွာအတွက်ပုံနာအတွက်လူပြီးတော့တရားနာပရိသတ်ရေဟောကြည့်အဲ့ဒါတွေသူ့လင်သားကိုပေးရော့ဒါဝိဒီအင်ကြီးဝိဒီပစိုးဝိရော့တို့ကလူသားစားပြီမဲ့လို့မောင်ကတော့လူသားဖြစ်နေတော့ဆန်းတဲ့စီကိုစားတယ်ရော့ဒါဒီစားတနာစရာနော်ဘလူးမလည်းပြိတ္တာတနာစရာပေါ့သူခင်ဗျာသူကလူသားစားပြီမဲ့လို့သူ့လင်သားအတွက်ဆန်းနေစီတွေအဝတ်ထဲတွေယူပြီးတော့ဒါတွေကိုကျွေးသည်သူသွားတော့ကြောက်ဖြာပိတ်သူပြန်လာတော့ကြောက်ဖြာဖွင့်ဒီလိုနေပြီးတော့လာခဲ့ရဘလူးမသည်သတ်တန်တွေခလို့ဟော6 လလွယ်ပြီး10 လကြာဖွာပါရောဗျာဒါကျမ်းဂန်နဲ့ပါတဲ့အတိုင်းတော့ဘလူးမလည်း6 လ10 လပဲလားဗျာဟုတ်တယ်6 လ10 လပဲအဲ့ဒါကျမ်းဂန်ပါတဲ့အတိုင်းမယုံရင်ဗရကုသလမာနဝဇတ်မှာကိုယ့်ဘာကိုရှာကြည့်ကြ6 လလွယ်10 လကြာတော့ဖွာတဲ့မြို့ဖွာတော့သားယောက်ျားလေးဟဲဟန်ကြလိုက်ပါပြီဟောငါ့ကိုပြစ်မသွားပါနဲ့တော့ပုံနာကပြောတယ်အိုးမင်းကိုဘယ်တော့မှပြစ်သွားမယ်ပြောလို့တော့မဟုတ်ဘူးလေတဲ့လူသားနဲ့ဘလူးမဆိုတော့တနေ့နေ့တစ်ချိန်ချင်းကြတော့ငါဒုက္ခပေးမှာပဲဆိုပြီးတော့စိတ်လေးပြီးထွက်ပြေးမှဆိုလို့ကြောက်ဖြာကြီးတောင်ပိတ်ထားခဲ့ရတာမဟုတ်လားမသွားပါဘူးကွယ်စိတ်ချပါတော့စိတ်ချပါဆိုပေမဲ့လို့ကြုတ်ရှိတုံးတာစိတ်ချတယ်ကြုတ်မရှိရင်တော့တော်တော်သားဖပိတ်ခဲ့ရမှာဟောဒီကြောက်ဖြာတိုက်ပိတ်ပါမင်းစိတ်မချပိတ်ပေါ့ဒီလိုနဲ့ကြောက်ဖြာကြီးပိတ်ထားပြီးတော့ဘလူးမကရှာကျွေးအလုံးမစားရဘူးလူသားများအဆင်ပြေခြင်းတော့ဘလူးနဲ့တွေ့ပြိဿအဆင်ပြေခြင်းတော့ဗာနဲ့တွေ့တောင်ငူမြို့ဝတကားတွေပြောရအောင်ခင်ဗျားတို့ရှာရဖွေရအလုံးရပင်မန်းတာအဲ့ဒါလို့ရှာကျွေးလုတ်ကင်ကျွေးတဲ့ဘလူးမများလိုချင်ဘူးလားအာနာဘာနာနဲ့မွေးရတာကြောက်ရှင်ကြောက်နေမှာပါမကြောက်နဲ့ဘလူးကမျက်နှာသာအယုတ်ဆိုးတာမျက်နှာသာအယုတ်ဆိုးတာအစစအရာလူလိုလောက်ကင်ကျွေးတယ်ရှာကျွေးတယ်ဖွေကျွေးတယ်ဒါပြောတယ်ကြည်တရားနာပရိသတ်ကြီးအဲ့ဒါလို့ရှာဖွေလောက်ကင်ကျွေးပြီးတော့လာခဲ့ရသားကလေးကအရွယ်ရောက်လာခဲ့ပြီအရွယ်ရောက်လာတော့ကလေးလေးကကြည်ပြီးတော့သူ့ဖွေမျက်နှာကြည့်လိုက်ဟာဖေးရလှသူ့မေမျက်နှာကြည့်မလေးကြောက်စာကြီးရှေ့တော့မေးလို့မကောင်းသေးဘူးဖေးရလှတယ်မေးရရုပ်ဆိုးတယ်ငါမေးကြည့်ပြီးကြောက်နေတယ်မေးမယ်ရှေ့တော့မေးလို့မဖြစ်ဘူးအယုတ်ဆိုးတဲ့မေးရခံရမှာမဟုတ်ဘူး